ဟုတ်ပါတယ်သူတို့ဟာအရာအလုံးပြီးဆုံးသွားမှထွက်ခွာသွားနိုင်ကြလို့ပါပဲရှင်ညနေခင်းတစ်ခုမှာအဖေနဲ့မေတီဗီထိုင်ကြီးနေကြပါတယ်ခဏကြာမှအမေကနောက်ကျနေပြီးအိတ်တော်မယ်လို့ပြောပြီးတီဗီရှိကနေထားလာခဲ့တယ်ဒါပေမဲ့အမေကအပေါ်ထက်မတက်ခင်မနေ့ပြန်ချက်ဖို့ဘဲတွေကိုရေစိမ်လိုက်တယ်အသားတွေကိုရေခဲတစ်တာတွေကထုတ်တယ်မနေ့စာအတွက်လိုအပ်တာတွေလုံလောက်မှုရှိမရှိကြည့်တယ်အဖေမနေ့ကော်ဖီတောက်ဖို့အတွက်တရားတွေကိုပကံနဲ့ထည့်တယ်ပကံနဲ့ဇုံးတွေကိုထမင်းဇက်ဝဲပေါ်မှာချထားလိုက်တယ်ကော်ဖီဖြိုစက်ထဲကိုရေဖြည့်တယ်စူနေတဲ့အဝတ်တွေကိုအဝတ်လှမ်းစင်မှာလမ်းတယ်ပြီးတော့ချက်အင်ကြီးအပေါ်ကကျယ်ဒီတစ်လုံးကိုပြန်ချုပ်လိုက်တယ်အခန်းတစ်လျှောက်ပြန့်ကျဲနေတဲ့ကစားစရာတွေကိုကောက်သိမ်းတယ်ဖုံးကိုအသွင်းမို့ထိုးတယ်အပင်တွေကိုရေလောင်းတယ်မိဖို့ကြောင့်အမှတ်အိတ်ကိုအသစ်လဲတယ်ပကံတုပ်ပဝါကိုဖြန့်ချထားလိုက်တယ်ပြီးတော့ခဏရက်ပြီးဆရာမကိုစားပို့တယ်မနေ့ပြန်ကြောင်းကွင်းစင်ခရီးအတွက်ကလေးရဲ့ကြောပိုးအိတ်ထဲကိုပတ်စံထည့်ပေးတယ်ပြီးတော့ကလထိုင်အောက်မှာကျန်နေခဲ့တဲ့စာအုပ်ကိုလှမ်းယူလိုက်တယ်နောက်ဆုံးမှာတော့မျက်နာတက်တယ်ညလိမ့်ခရင်လိမ့်တယ်ပြီးတော့သွားတိုက်လိုက်တယ်အိတ်တော့မယ်ဆိုလို့အဖေကလမ်းအော်မေးလိုက်ပါတယ်ဒီခါမေကသွားအိတ်တော့မှာပါလို့ပြန်ပြေးလိုက်တယ်အိတ်ခန်းစီသွားတဲ့လမ်းမှာခွေးတောက်တဲ့ရေခွဲကိုရေပြန်ဖြည့်ပေးသွားတယ်အိတ်ရှိတကားကိုတော့ခတ်တယ်ခမ်းမမီးကိုပိတ်တယ်ကလေးတွေကိုခဏဝင်ကြည့်တယ်သူတို့ရဲ့တီဗီကိုပိတ်လိုက်တယ်ကျမ်းမြေပေါ်ကရှက်အင်ကြီးနဲ့ခြေအိတ်တွေကိုကောက်ပြီးဝှလျှော်ချင်းတွေကိုထည့်လိုက်တယ်တင်စားတွေဆက်လုံနေစေဖြစ်တဲ့တားကြီးနဲ့စကားခဏရက်ပြောတယ်နောက်ဆုံးတော့သူမအိတ်ခမ်းထဲကိုရောက်လာခဲ့ပါတယ်အချက်ပေးနိုင်ကိုချိန်နဲ့နောက်နေ့မနေ့ဝတ်ဖို့အတွက်အဝတ်တွေကိုပြင်ထားလိုက်တယ်ဖက်နှက်တွေကိုတကားဝမှာတန်းနဲ့ပြန်ထားလိုက်တယ်ပြီးတော့လှုပ်เสียရှိတဲ့စင်းတွေကိုသုံးခုထပ်ထည့်လိုက်ပါတယ်ဒီချိန်မှာဖေကတီဗီကိုထားပိတ်လိုက်ပါတယ်ကိုလက်ဆန်းထုတ်ပြီးအိတ်တော်မယ်လို့ရိုးရိုးလေးပြောတယ်ပြီးတာနဲ့သူဟာတန်းပြီးအိပ်ပျော်သွားပါတယ်ဆိုတော့ဒီအဖြစ်ပြက်ဒီအခြေအနေဟာဘာမှထူးခြားမှုမရှိဘူးလို့ထင်ပါသလားရှင်ဒီလိုဆိုရင်အမျိုးသမီးတွေကအမျိုးသားတွေထက်ဘာကြောင့်အသက်ပိုရှည်ကြတာပါလဲရှင်ဟုတ်ပါတယ်သူတို့ဟာအရာအလုံးပြီးဆုံးသွားမှထွက်ခွာသွားနိုင်ကြလို့ပါပဲရှင်